လောကီအစီရင်တို့၌သတိပြုဖွယ်အင်းအိုင်ခလက်လက်ဖွဲ့ဆသောလောကီအစီရင်တိုးပြုလို့ရ၌လိုလားအပ်သောအချက်တို့မှာမိမိခန္ဓာကိုယ်ကိုတန်ရှင်းစင်ကြယ်ခြင်းနှင့်တန်ရှင်းသောအဝိတ္တန်စာတို့ကိုဝစ်စင်လျက်မြင့်မြတ်သောနေရာတမာတိရနိုင်သောနေရာမျိုး၌စီရင်ခြင်းမိမိပြုလုပ်မည့်အစီရင်တို့ကိုယုံကြည်လေးစားခြင်းယတနာ၃ပါးမိဘဆရာတို့ကိုရိုသေစွာရှိခိုးခြင်းနတ်တို့အားထိုက်တန်သလောက်ပူဇော်ခြင်းအမျှပေးဝေခြင်းတစ္ဆာတရားတို့ကိုမြဲမြံစွာထား၍အောက်ပါအချက်များနှင့်ကင်းလွတ်အောင်လဲစီရင်ရာအင်းပြက်ခြင်းစသည့်လက္ခဏာများအင်းကျိုးခြင်းလက္ခဏာ9ပါးအင်းကန်းခြင်းလက္ခဏာ9ပါးအင်းပေါက်ခြင်းလက္ခဏာ9ပါးစသောအားဖြင့်မအောင်မြင်ခြင်းပျက်စီးခြင်းအင်္ဂါရပ်21ပါးရှိပါသည်အင်းကျိုးခြင်း9ပါးတက်အင်းစီရင်သောအခါနေရာလွှဲပြောင်းမိ၍ကျိုးခြင်းနှစ်အင်းစီရင်သောအခါစကားပြောဆိုမိ၍အင်းကျိုးခြင်းသုံးလူလွှဲပြောင်း၍စီရင်သောကြောင့်ကျိုးခြင်းလေးစီရင်၍မပြီးမီတခြားနေရာသို့ထသွားမိ၍ကျိုးခြင်းငါအင်းအောင်ပြဲ၍အင်းပေါင်ခြင်းမဆက်ဆက်မိ၍ကျိုးခြင်း6စတူရန်လေးမျက်နှာမတားမိတွင်မျိုးကိုတား၍ကျိုးခြင်း9အင်းပေါင်နေရာရွှေ့၍ကျိုးခြင်းဤကားအင်းကျိုးခြင်း9ပါးသည်အင်းကန်းခြင်း9ပါးတနက်ခတ်မမှန်၍ကန်းခြင်းနှစ်အင်းသွားအလာမမှန်၍ကန်းခြင်း3အခရာကနန်းမညီညွတ်၍ကန်းခြင်း4အခရာကနန်းအသွားအလှဲ့မမှန်၍ကန်းခြင်း5အင်းစီရင်သူညစ်ပတ်မတန့်ရှင်း၍ကန်းခြင်း6ကိုဝင်ဆောင်တဲ့မိမမတန့်ရှင်းသူကင်တွယ်မိ၍ကန်းခြင်း9ကာထဗန္နမမှန်၍ကန်းခြင်းဤကားအင်းကန်းခြင်း9ပါးသည်အင်းပေါက်ခြင်းလက္ခဏာ9ပါးတက်အင်းပေါင်ခြင်းမထိဆက်၍ပေါက်ခြင်းနှစ်အင်းပေါင်အင်းကွက်ကိုမြင့်ကျော်လွန်နေ၍ပေါက်ခြင်း3အင်းချမမှန်၍ပေါက်ခြင်း4အင်းချစဉ်အင်းအခရာကနန်းနှင့်အင်းပေါင်အရေးသားထိမိနေ၍ပေါက်ခြင်း5အခရာကနန်းပီတာမှုမရှိ၍ပေါက်ခြင်း6အင်းကွက်မညီညွတ်မညီညာဖြစ်နေ၍ပေါက်ခြင်း9ကနန်းအခရာတောင်းချိုတောင်းကံမမှန်၍ပေါက်ခြင်းဤကားအင်းပေါက်ခြင်း9ပါးသည်ထို့ကြောင့်လောကီပညာရပ်များကိုလိုက်စားစီရင်သူအပေါင်းတို့သည်ဤပျက်စီးခြင်းအင်္ဂါ21ပါးတို့ကိုအထူးသတိထား၍ရှောင်ကျဉ်လွတ်ကင်းစေရမည်အခြားသောဥပဒေတအစီရင်ကိုအရေးဖြင့်မကွယ်မိစေရဆိုလိုသည်မှာမိုးမတဲ့သေးလျင်စီရင်သူကအရှိဘက်ကနေ၍အင်းချခြင်းလက်ဖွဲ့ဆသောအစီရင်ကိုမပြုလို့ရနေမိုးလွယ်ပြီးနောက်ပိုင်းတွင်အနောက်ဘက်မှနေ၍အစီရင်မပြုရပါအရေးကြတတ်သောကြောင့်ဖြစ်ပါသည်စီရင်နေချိန်တွင်တခြားတစ်ပါးသို့စိတ်အာရုံရောက်နေခြင်းမရှိစေရစိတ်ပြန့်လွင့်ခြင်းမရှိစေရတစုံတစ်ခုသောဓွာရပေါက်ကိုမျှပိတ်မထားရတထွေးမျိုးချခြင်းများမပြုလို့ရပါအထက်ပါအချက်လက်များကိုသတိပြုဆင်ခြင်ပါလျင်အစီရင်အောင်စမြဲဖြစ်ပါသည်စီရင်သူ၏ကိုယ်ကာယနှင့်စိတ်အနေထားဝိဇ္ဇာယာနပညာအစီရင်များကိုစီရင်တော့မည်ဆိုလျှင်ပထမဦးဆုံးအနေဖြင့်မိမိကိုယ်ခန္ဓာကိုတန်ရှင်းစင်ကြယ်စေရခြင်းစိတ်အနေဖြင့်လည်းမညစ်ညူးစေဘဲစိတ်ကြည်လင်တန်ရှင်းနေသောအခါမျိုးဖြစ်ရခြင်းဒေါသထွက်ခြင်းစသည့်အခါမျိုးမဟုတ်ရခြင်းကြောက်ရွံ့ထိတ်လန့်မှုမျိုးလုံးဝမရှိခြင်းသက်ဆိုင်ရာအဆောက်များကမိမိ၏အနီး၌အမြဲဆောင်လျက်ရှိသည်ဟုအလေးအနက်စိတ်၌ဆွဲမြဲယုံကြည်ထားခြင်းစသည်တို့နှင့်ပြည့်စုံကိုက်ညီဖို့လိုပါတယ်အချိန်ခါဆိုသည်မှာစီရင်သောအချိန်ခါကလည်းမှန်ကန်တိကျဖို့လိုပါသေးသည်ဆိုင်ရာအစီရင်များကိုလမ်းညွှန်ကြားထားသောနေ့ရက်အချိန်ခါစုပ်ကြိုက်စသည်ကိုက်ညီနေအောင်အထူးဂရုပြုရသည့်စီရင်နည်းစီရင်ဟန်အနေထားကလည်းကျနာဖို့လိုပါသေးသည်မိမိစီရင်သောအစီရင်ပေါ်၌မိမိအရေးမကျရောက်စေရခြင်းနေဝင်ဆဲနေထွက်ဆဲမွန်တေးဆဲကဲ့သို့တည်ဆဲအချိန်မျိုး၌အစီရင်ကိုမစီရင်ရခြင်းစသည်ဖြင့်အချိုးကျနာတေချာအောင်အထူးသတိပြုရပါမည်